နောက်နိုင်ငံကအယူဆအမှားများဒူးရင်းသီးဟာလူသားတွေနဲ့ကဘာကြီးအတွက်အကျိုးမပြုဘူးဆိုတာလုံးဝမမှန်ပါဘူးအနောက်နိုင်ငံတွေမှာလည်းစားသုံးမှုကိုပိတ်ပင်တားမြစ်ထားခြင်းမရှိပါဘူးဒူးရင်းသီးနဲ့ပတ်သက်ပြီးဖြစ်လက်ရှိတဲ့အယူဆအမှားတွေနဲ့အမှန်တရားတွေကိုအချက်လက်နဲ့တကွအောက်ပါအတိုင်းရှင်းပြပေးပါမယ်တစ်လူသားတွေအတွက်အကျိုးကျေးဇူးဒူးရင်းသီးဟာအာဟာရဓာတ်အလွန်ကျွဲဝတဲ့အတွက်တတိများကြီးဘရင် King of Fruits လို့တောင်ခေါ်ကြပါတယ်အာဟာရဓာတ်ဗီတာမင်အချောက်အမြင့်ဓာတ် fiber ပိုတက်ဆီယမ်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်ပါတယ်စွမ်းအင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုအများဆုံးဖြည့်တင်းပေးနိုင်ပါတယ်စိတ်ကျန်းမာရေးစိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ serotonin ဓာတ်ထွက်ရှိအောင်ကူညီပေးတဲ့လေမနက်ဝဲရှစ်တစ်မျိုး tryptophan ပါဝင်ပါတယ်နှစ်ကဘာကြီးအတွက်အကျိုးပြုမှုဒူးရင်းပင်တွေဟာအပူပိုင်းမိုးတစ်တော်ဂေဟစနစ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒူးရင်းပွင့်တွေကိုဝုန်းမုံကူပေးတဲ့လင်းတို့တွေဟာဂေဟစနစ်ထိန်းသိမ်းမှုမှာအလွန်ရေးပါပါတယ်စီးပွားရေးအရှိတောင်အာရှနိုင်ငံတော်တော်များများအတွက်အဓိကပို့ကုန်ဖြစ်ပြီးတောင်သူလယ်သမားတန်းပေါင်းများစွာရဲ့မိသားစုစားဝတ်နေရေးကိုထောက်ပံ့ပေးနေပါတယ်သုံးအနောက်နိုင်ငံတွေမှာတားမြစ်ထားသလားဒါဟာအထင်အမြင်လွဲမှားမှုတစ်ခုပါအနောက်နိုင်ငံတွေဥရောပအမေရိကမှာဒူးရင်းသီးကိုစားသုံးခြင်းကိုဘယ်ဆိုရကမှမတားမြစ်ပါဘူးအာရှစူပါမားကတ်တွေမှာလွတ်လပ်စွာဝယ်ယူနိုင်ပါတယ်သို့တော်လည်းအနမ်းကြောင့်အချို့သောကန့်သက်ချက်များရှိတတ်ပါတယ်အများသုံးတည်ယူပို့ဆောင်ရေးစင်ကာပူထိုင်းနဲ့အချို့သောအနောက်နိုင်ငံများရှိဟိုတယ်များလေယာဉ်များရထားများပေါ်မှာအနက်ရန်ပြင်းတဲ့အတွက်ယူဆောင်ခွင့်မပြုတာမျိုးပဲရှိပါတယ်ဒါဟာကျန်းမာရေးအတွက်မကောင်းလို့တားမြစ်တာမဟုတ်ပဲအနက်မခံနိုင်သူတွေကိုအနောက်ရှက်မဖြစ်စေဖို့အတွက်သာဖြစ်ပါတယ်သတိထားရန်အချက်များဒူးရင်းသီးဟာအကျိုးပြုပေမဲ့အလွန်ကြိုးစားရင်တော့ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်ကယ်လိုရီများချင်းပွားတဲ့သူတွေနဲ့စီးကျိုသမားတွေအတိုင်းအတာနဲ့စားတင်ပါတယ်အရက်နဲ့တွဲမစားရန်ဒူးရင်းသီးမှာပါတဲ့ဆော့ဖတ်ဓာတ်ဟာအရက်ပျော်ဝင်မှုကိုနှေးကွေးစေပြီးအော့အန်ချင်းသို့မဟုတ်နှလုံးတုန်ခြင်းဖြစ်စေနိုင်ပါတယ်ဒူးရင်းသီးဟာကဘာကြီးနဲ့လူသားတွေအတွက်အဖို့တန်တဲ့တဘာဝလက်ဆောင်တစ်ခုဖြစ်ပါတယ်အနောက်နိုင်ငံတွေမှာမစားဖို့တားမြစ်ထားရဲဆိုတာမဟုတ်ပါဘူးအနမ်းကြောင့်နေရာချို့မှာယူဆောင်ခွင့်ကန့်သက်ထားတာဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိရင် comment မှာရေးပေးခဲ့ပါ channel ကို like subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်နော်